ဇလန်လေးရဲ့အစမှာတော့ဝင်းတေးရောက်အားကြီးတဲ့မွန်စတာကိုနှိမ်နှင်းလိုက်မိကြောင်းဆရာဖြစ်သူကိုအသိပေးနေခဲ့ပါတယ်။တစ်ဖက်မှာတော့ဂွန်းကအခန်းထဲမှာလေ့ကျင့်နေတယ်။အဲ့ဒီချိန်ဘိုးဖြူကရောက်လာပါတယ်။ဘိုးဖြူကလေ့ကျင့်ခန်းလုပ်နေတဲ့ဂွန်းကိုအမြင်တော့အံ့ဩသွားပါတယ်။သူကဂွန်းကိုဒီလောက်မြန်မြန်နဲ့ကောင်းသွားပြီလားလို့မေးခဲ့ပါတယ်။ဒါကိုကြားတော့ဂွန်းကဘိုးဖြူသူတတ်တာသွားပြီလို့ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်ဘိုးဖြူကဂွန်းကိုသူယူလာတဲ့လက်မှတ်တွေကိုပြခဲ့ပါတယ်။ပြီးတော့နှစ်ယောက်သားစားတောက်ဆိုင်တစ်ခုကိုသွားခဲ့ပါတယ်။အဲ့ဒီချိန်ဘိုးဖြူကဂွန်းကိုလက်မှတ်တွေကဖိုးတန်းနဲ့ကက်စတိုတို့ရဲ့တိုက်ပွဲအတွက်လက်မှတ်တွေလို့ရှင်းပြတယ်။ဒီပွဲမှာကက်စတိုကဖိုးတန်းကိုအရင်ပွဲတွေအတွက်ပြန်ကလေးစားချေမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒါကိုကြားတော့ဂွန်းကစိတ်ဝင်စားသွားခဲ့ပါတယ်။အဲ့ဒီချိန်ဘိုးဖြူကဂွန်းကိုသူနဲ့အတူဖိုးတန်းတို့ရဲ့တိုက်ပွဲကိုသွားကြည့်ဖို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်နှစ်ယောက်သားအပြင်ကိုထွက်လာကြပါတယ်။ဂွန်းကတော့သူ့ကိုဝင်းကတိုက်ခိုက်မှုတွေမလုပ်ဖို့ပြောထားတာကြောင့်ဘိုးဖြူကိုပြောပြနေခဲ့ပါတယ်။ဒါကြောင့်ဘိုးဖြူကကြည့်ုံကြည့်ပြီးတော့ဂွန်းကိုလေ့လာဖို့ပြောခဲ့ပါတယ်။အဲ့ဒီချိန်ဝင်းကသူတို့ရှိကနေပေါ်လာခဲ့ပါတယ်။ပြီးတော့သူကဂွန်းကိုဒဏ်ရာကတတ်တာလာပြီလားလို့မေးခဲ့ပါတယ်။ဒါကြောင့်ဂွန်းကသူ့ရဲ့လက်ကိုလှုပ်ပြလိုက်ပြီးအဆင်ပြေပြီလို့ပြောခဲ့ပါတယ်။အဲ့ဒီချိန်ဘိုးဖြူကဝင်းကိုဂိုးကတိုက်ပွဲကိုတွားကြည့်လို့ရပြီလားလို့မေးခဲ့ပါတယ်။ဒါပေမဲ့ဝင်းကတော့ဒါကိုခွင့်မပြုခဲ့ပါဘူး။ဒါကြောင့်ဘိုးဖြူကဂွန်းကိုသူပဲတွားကြည့်လိုက်မယ်လို့ပြောခဲ့ပါတယ်။တစ်ဖက်မှာတော့ဝန်းကဘိုးဖြူတို့ရဲ့အခြေအနေကိုစောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီနောက် TV ကနေဖိုးတန်တို့ရဲ့တိုက်ပွဲသတင်းကိုကြေညာနေခဲ့ပါတယ်။ဒါကိုကြားတော့ဂွန်းကထပြီးတော့ TV ကိုပိတ်ထားလိုက်ပါတယ်။ပြီးတော့သူကလက်သန်းမှာကြည့်ထားတဲ့ကျိုးကိုကြည့်ပြီးတော့ဝင်းရဲ့စကားကိုကြားရောက်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ဘိုးဖြူကပွဲထဲကိုရောက်နေခဲ့ပါတယ်။အဲ့ဒီချိန်သတင်းတင်ဆက်တဲ့သူကကက်စတိုကိုအင်တာဗျူးထားတဲ့ဗီဒီယိုကိုဖွင့်ပြနေခဲ့ပါတယ်။အဲ့ဒီထဲမှာတော့ကက်စတိုကသူ့အနေနဲ့ဖိုးတန်းကိုအနိုင်ယူဖို့ယုံကြည်ချက်ရှိကြောင်းပြောပြနေခဲ့ပါတယ်။ဒါကိုကြားတော့ဘိုးဖြူကပြုံးလိုက်ပြီးတကယ်ယုံကြည်ချက်ရှိမရှိကိုကြည့်လိုက်မယ်လို့တီတိုပြောနေခဲ့ပါတယ်။အဲ့ဒီနောက်သူကကက်စတိုရှိရာကိုတိတ်တဆိတ်ထွက်လာခဲ့ပါတယ်။သူကအဆောင်ကိုကြော်ဖြတ်ပြီးတော့အခန်းထဲမှာရှိနေတဲ့ကက်စတိုကိုစောင့်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ကက်စတိုကသူ့ရဲ့အနောက်ကိုရုတ်တရက်ရောက်လာတာကြောင့်ဘိုးဖြူကလန့်သွားခဲ့ပါတယ်။အဲ့ဒီနောက်သူကဟမ်မတ်ပြပဲကက်စတိုကိုကြည့်ပြီးလက်မှတ်လိုချင်လို့ပါလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဘိုးဖြူကဘသူဆိုတာကိုကက်စတိုကသိနေခဲ့ပါတယ်။ဒါကြောင့်ဘိုးဖြူကမဖုံးကွယ်တော့ဘဲနဲ့ကက်စတိုကိုစွန်းနက်ကသုံးတဲ့အကွက်ကဘလို့လောက်တာလဲလို့မေးခဲ့ပါတယ်။ဒါပေမဲ့တစ်ချိန်ချိန်သူ့ရဲ့ပြိုင်ပွဲဖြစ်လာနိုင်တဲ့ဘိုးဖြူကိုတော့ကက်စတိုကမပြောပြခဲ့ပါဘူး။နောက်တော့ကက်စတိုနဲ့ဖိုးတန်းတို့ရဲ့ပြိုင်ပွဲကိုရောက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဘိုးဖြူကသူတို့ရဲ့တိုက်ပွဲကိုလေ့လာဖို့ရောက်နေခဲ့ပါတယ်။အဲ့ဒီချိန်ကက်စတိုကတော့ဖိုးတန်းကိုသူ့ကိုပြန်လည်တိုက်ခိုက်ခွင့်ပေးလို့ကျေးဇူးတင်နေခဲ့ပါတယ်။ပြီးတော့သူကဖိုးတန်းကိုအရှင်ကားနဲ့သူကမတူတော့ဘူးလို့ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်တိုက်ပွဲကိုစတင်ခဲ့ပါတယ်။စစချင်းမှာပဲကက်စတိုကဖိုးတန်းရဲ့မျက်နှာကိုကန်ပြစ်လိုက်ပါတယ်။ဒါကြောင့်အားလုံးကအံ့ဩသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဘိုးဖြူကကက်စတိုရဲ့မြန်ဆန်တဲ့လှုပ်ရှားမှုကြောင့်အံ့ဩနေပါတယ်။အဲ့ဒီနောက်တိုက်ခွက်တွေမှာလည်းကက်စတိုကပဲတိုက်ခိုက်နေခဲ့ပါတယ်။ဒါပေမဲ့ဖိုးတန်းကတော့အခုထိသူ့ရဲ့တိုက်ခွက်ကိုမထုတ်သေးပါဘူး။ဒါကိုမြင်ရတော့ကက်စတိုကအားမလို့အားမရဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်သူကဖိုးတန်းကိုတိုက်ခိုက်ဖို့ပြောပြီးတော့ဖိုးတန်းရဲ့လက်ကိုပြက်ပြက်လိုက်ပါတယ်။ဒါကိုမြင်တော့အားလုံးကလန့်သွားခဲ့ပါတယ်။အဲ့ဒီချိန်ဖိုးတန်းကတော့ခအေးထလာပြီးတော့သူ့ရဲ့လက်ကိုဖမ်းယူလိုက်ပါတယ်။ပြီးတော့သူကကက်စတိုကိုမင်းရဲ့ပညာကနှစ်ကိုခွဲတာမလားလို့မေးခဲ့ပါတယ်။ဒါကိုကြားတော့ကက်စတိုကခေါင်းငိမ်ပြီးတော့သူ့ကိုယ်သူနှစ်ကိုခွဲလိုက်ပါတယ်။ဒါကိုမြင်တော့ TV တွေကနေကြည့်နေတဲ့မာစတာကသူ့တစ်ဖက်ကိုနှစ်ကိုခွဲချောင်းကိုရှင်းပြခဲ့ပါတယ်။တစ်ဖက်မှာလည်းဘိုးဖြူကကက်စတိုရဲ့ပညာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒီချိန်ကက်စတိုကတိုက်ကွက်ပြင်ပြီးတော့ဖိုးတန်းကိုသူနဲ့တိုက်ခိုက်ဖို့ပြောခဲ့ပါတယ်။အဲ့ဒီခါမှာတော့ဖိုးတန်းကလည်းကက်စတိုရဲ့စကားကိုလက်ခံပြီးတော့ဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။